နာမည်ကဘယ်သူတောတီရအော်တောတီရအေးမိုက်တယ်ကွာတကယ်နာမည်နဲ့တကယ်လားအေးလာနေတော့နောက်တော့မိုက်လေးပြလိုက်မတူဟာကန်ဘယ်အောင်လဲမိုက်ထည့်ပြောလို့သူကကြီးပဲမဟုတ်လေတော့ဝါဝါကြီးလေခွင်တလုံးလေဟိုကွင်းနဲ့သူကဝါဝါကြီးလေအဲ့ဒါကြောင့်ကြီးတယ်လို့ပြောတာလေဘာဒီကြောင်းညောင်အမချင်းလို့ရတာမသိဘူးနော်ကဲဆိုမဲ့တချင်းလေးဆိုမဲ့တချင်းလေးကတော့ရေရေချားလန်းဆိုတဲ့ချင်းလေးတွေဆိုပေးကြပါတယ်ပြေပြေလေးလေးပြောပါမလေးကိုလေးကိုမင်းဝင်နေဖြစ်တော့ပြောတာသူကျင်ညာတဲ့ပုံစံတွေကမိုက်တယ်ဘယ်လိုကြည့်တော့ဦးကျော်ဟင်းတီလို့ဝင်သွားတာဘာဖြစ်လို့ဦးကျော်ဟင်းကရုပ်ရှင်မင်းသားဦးကျော်ဟင်းကရုပ်ရှင်ကားရိုက်မယ်ဆိုသူရှူတင်ဝင်လာတဲ့စိုက်ကဦးကျော်ဟင်းရဲ့စိုက်ကလက်ကလေးကိုမတိမတာကောက်ထားတယ်ဒီလိုလေးပြကြိုက်ဘေးတစ်စောင်းလေးနေဘေးတစ်စောင်းလေးမိုက်ကိုကန်ရင်သူကဒဲမကန်ဘူးဘယ်လိုစတိတ်ရှိုးကုန်လဲဒီတိုင်းလေးရှောက်ရင်နာရအားလုံးခွေးစားတယ်ရာဂျိုးတွေကြောင်းချီလူသားအားလုံးလေးစားတာအေးသူလည်းအတိုင်းပဲတချင်းလေးကပါတယ်ပါချင်းရေမြေချားလွမ်းရေမြေချားကိုသူကျင်ညာဝါတာချစ်စရာလေးဘယ်လိုကြီးကျင်ညာဝါရေမြေချားလွမ်းနှခိုင်းရပါဗျာဒီချင်းပြေးလိုက်တူနေဆောင်အောင်ရဲ့မပေါ့အဲ့ဒါတွတ်ထွက်ကြရဘယ်တော့တွတ်နေဆောတွတ်နေဆောမှာရေမြေချားလွမ်းဆိုမလားတွတ်နေဆောရေမြေချားလွမ်းအဲ့လိုအဲ့တော့ဘာလို့တော့တာနေတာဟာပြပါဦးဒီကပါတယ်သုံးလေးလို့ခေါ်ပါတယ်ဟောလားမထွေးလဲခေါ်လို့ရပါတက်ဆက်လို့ရပါတယ်ဒီပြပြသက်လို့ကြော်ပြပါတယ်နိုင်နေမြချမ်းမဘဝကြီးဖျက်တဲ့ခွေးစအမီးမြဘဝတွေပါကြောက်လေးဦးလေးဟောပါကြောက်လေးလေးကြီးမရှိပါရှင်ကြီးကြရိဘဝတွေမှာအစင်းကြီးကြတဲ့နေရင်လာရောက်မပြီးချင်တဲ့နေရာပြန်လို့ပါပြန်စီပါမီမောင်လေးကိုလဲလာတယ်ရှင်နေမှာအသေးစသာညမလေးကိုလဲလွယ်နေရန်နေလိုက်တာနေနေအရန်လွယ်နေသမီးတို့ရွာတို့လေးနိုင်ငံရဲ့ထောက်ရောက်နေတဲ့တွေရှင်နေတဲ့တို့ပြရပါတယ်ဘဝကြီးကဝင်ခွာနေတော့လေနိုင်ရဲ့ရချမ်းမှာအမိတရားမပြောပါဘူးဖိဖိလေးကြီးမိနာအမြဲတည်းမြောင်နာဒီလောင်ကြီးနေတော့တဲ့ရှင်နေသူနေရတာမိသတိမလေးတဲ့ဆောင်စားပြီးဒါမေးဝဲလို့မြောင်လာဒါဝိဝိအန်တီနာဘီလာကချူဒါရီမာဒီကဘာလဲစိတ်များတော့လက်တော့မိုးကဦးခိုင်ရှိခိုးကလိုက်ပါဒီဖီလေးဒီကဘာလဲမောင်လေးနဲ့ညီမလေးစမ်းနာလာပြီအလေးဝေးလို့တမ်းပြီးရှင်နေချမ်းလာလေအားလုံးကျမ်းမာလေဒီကျိုးရတဲ့ရှိပါသေးတယ်နော်နောက်မှမြင်းမြင်းတက်ပါရလားကျေးဇူးတင်ပါတယ်မပြသေးတယ်တော့ဟောလာတွေအားလုံးကဲမယ်နော်အမလေးလည်းကဲကြမယ်နော်အန်တီတို့အမတွေရောတက်တက်ပြင်လာမယ်ကျန်တဲ့လူတွေသူများအဝတ်စားငှားလာလို့ဟာအဲ့ဆိုဒီမှာပြန်နေတာနော်အသေးပါသွားတယ်သေးပါသူကြတဲ့သူများအသက်ရကြောရှိပါလေသူမချတဲ့သူတွေကျမ်းမာရေးလေးတောင်းတာအလည်းကားစားတာပါမဟုတ်လားနိုင်ငံရဲ့ချမ်းမဘဝကြီးတွင်ရင်ကဝိရှာသမီ
ကျေးအားလုံးဒီစင်းလေးတွေကအတိုင်းကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပြည့်စုံပြီးဆက်ဘက်ကအလေးတိုင်းတွေလည်းပေးနိုင်ပါစေ